နောက်ကပုံနဲ့အယုတ်ကတရေပုကတ်နေဆိုရင်ယုံကြလားအိမ်လေးကဒီနေ့မှာအယုတ်တရေအကြောင်းထပ်ပြီးပြောပြအောင်မယ်ဆိုတော့အယုတ်ချစ်တဲ့သူတွေကြော်သွားလိုက်ပါအယုတ်တရေတွေမကုန်သေးပါဘူးဒီအယုတ်ကဆိုလို့ရှိရင်စင်ကာပူနိုင်ငံရဲ့ကျွန်းကျွန်းဖြစ်တဲ့ပူလာဥပင်ကျွန်းမှာဒီကနေ့အချိန်ထိနှက်ကွန်းလိုမျိုးပေါ့နော်သူ့ကိုထားပေးရတယ်ဒီထဲမှာပုကတ်နေတဲ့အယုတ်တရေပေါ့နော်အဲ့တရေရဆိုလို့ရှိရင်ဂျာမန်ကောက်မလေးတယောက်ဒီဇလန်ဘယ်လိုလဲဆိုတော့ပထမကဘာစစ်မှာစခဲ့ပထမကဘာစစ်တုန်းကဂျာမန်လူမျိုးတချို့ကသူတို့ကဒီစင်ကာပူနိုင်ငံမှာရှိခဲ့တယ်သူတို့ကအဲစင်ကာပူနိုင်ငံကျွန်းလေးတွေမှာသူတို့ကော်ဖီစီတွေစိုက်ကြတယ်ကော်ဖီစီတွေစိုက်တဲ့အလုပ်ကိုသူတို့ကလုပ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီစင်ကာပူနိုင်ငံဒီဗြိတိရှရဲ့လက်အောက်မှာပဲရှိသေးတယ်ဒီလိုနဲ့တရက်ကျတော့ဒီဗြိတိရှတွေကဘာကိုသူတို့ကထောက်လန်းမိလဲဆိုတော့ဒီကော်ဖီစီကိုစိုက်နေတဲ့ဒီအလုပ်လုပ်နေတဲ့ဒီဂျာမန်တွေထဲမှာဂျာမန်စပိုင်တွေရှိတယ်ဆိုပြီးတော့သူတို့ကထောက်လန်းမိတဲ့အတွက်ကြောင့်မလို့ဒီဂျာမန်တွေအကုန်လုံးလိုက်ပြီးဖမ်းခိုင်းတယ်အဲ့ဒါကပူလာဥပင်မြို့မှာပြောမယ်ဆိုကျွန်းမှာပေါ့နော်အဲ့လိုလိုက်ဖမ်းရနေပြီးတော့ထွက်ပြေးတဲ့သူတွေလည်းထွက်ပြေးရနေပြီးတော့အဲ့ဂျာမန်မိသားစုတချို့ကလည်းပြောတယ်စပိုင်မိသားစုရဲ့သမီးလေးပေါ့နော်အဲ့ကလေးလေးကိုတချို့ကလည်းခလေးလို့ပြောတယ်တချို့ကလည်း18နှစ်အရွယ်ကောင်မလေးလို့ပြောတယ်အဲ့ကောင်မလေးကထွက်ပြေးတယ်သူတယောက်တည်းထွက်ပြေးပြီးလွတ်မြောက်သွားတယ်ပေါ့နော်တခြားသူတွေကပြောမယ်အဖမ်းခံရတယ်ဒါပေမဲ့ကန်ဆိုးရင်တော့အဲ့ကောင်မလေးကထွက်ပြေးရနေပြီးတော့ဒီတောင်စွန်းပေါ့နော်ဒီလိုတောင်ရဲ့အစွန်းမှာပြုတ်ကျသွားတယ်ပြုတ်ကျသွားတဲ့အချိန်မှာ तू ကအဲ့အောက်မှာ तू ကလုံးဝပြောမယ်ဆိုတောင်မွန်းနေပြုတ်ကျဆိုစဉ်းစားချက်သေးသွားပြီပေါ့နော်အဲ့ဒီအချိန်မှာဒီကောင်မလေးကမကျွတ်မလွတ်ဘူးအဲ့မကျွတ်မလွတ်တာကဒီတောင်အောက်ချိန်မှာသူ့ကိုတချို့ဂျာမန်လူမျိုးတွေကပဲတချို့ကအဲ့ဒီကော်ဖီစီစိုက်တဲ့သူတွေကပဲသူ့ကိုတွေ့တယ်ပေါ့နော်တွေ့တဲ့အခါကျတော့အဲ့ဒီ तू ပြုတ်ကျခဲ့တဲ့တောင်ရဲ့ထိပ်မှာသူ့ကိုအုပ်ကူနဲ့သူ့ကိုတကြိုပေးလိုက်တယ်ဒါပေမဲ့ဒီကောင်မလေးကခုနပြောသလိုပဲမကျွတ်မလွတ်ဖ ೇನೆ तू တေပြီးကြတေခဲ့တဲ့နေရာမှာ तू ကပြောမယ်ဆိုရင်သွားလာနေတာသူ့ကိုမြင်တယ်လူတွေကမြင်ကြရပေါ့နော်အဲ့လိုမြင်တဲ့အခါမှာသူ့ကိုဘာလို့ပေးလိုက်လဲဆိုတော့သူအလောင်းပြောချင်တာသူ့ရဲ့အုပ်ကူရဲ့ဘေးမှာသူ့ကိုနှက်ကွန်းလို့ထားပေးလိုက်တယ်အဲ့နှက်ကွန်းလို့ထားပေးပြီးတော့ခါကျတော့အဲ့နှက်ကွန်းမှာပူဇော်ပတ်တာကြတယ်ပေါ့တချို့တွေကလည်းလက်ဆောင်တွေယူလာကြရပေါ့အဲ့လိုလက်ဆောင်လာပေးတဲ့သူတွေထဲမှာတချို့အထီပေါက်တယ်တချို့ကကောင်းတဲ့အရာလေးတွေဖြစ်လာတယ်ပေါ့နော်အဲ့အချိန်မှာသူကစပြီး popular ဖြစ်လာပြီးတော့လူတွေကသူ့ကိုလက်ဆောင်လာပေးတယ်ဒါပေမဲ့သူလိုချင်တာလက်ဆောင်မဟုတ်ဘူးထိုးစက်နာတွေက2009ခုနှစ်မှာစတယ်2009ခုနှစ်မှာဩစတြေးလျမှာနေတဲ့လူတစ်ယောက်ကဒီလူကစင်ကာပူသားပဲစင်ကာပူနိုင်ငံသားပူလာဥပင်ကျွန်းသားအဲ့ဒီလူကသူကအိမ်မက်မှတ်တယ်အဲ့အိမ်မက်ကခဏခဏသူမှတ်တဲ့အိမ်မက်ဘယ်လိုလဲဆိုတော့အိမ်မက်ထဲမှာသူ့ကိုဥရောပကောင်မလေးပေါ့ဥရောပတိုက်သားကောင်မလေးတစ်ယောက်ကတဲ့အတင်းလက်ကိုဆွဲပြီးသွားလို့ရှိရင်တဲ့ဆိုင်တဲ့ဆိုင်တွေကိုခေါ်သွားတယ်ခေါ်သွားပြီးရင်ဘာဘီယိုလေးတစ်ခုကိုသူ့အမြဲတမ်းဝယ်ခိုင်းနေတဲ့အိမ်မက်ကထက်ခါမှတ်နေအဲ့အကြောင်းကိုပဲအဲ့လိုနဲ့တရက်ကျတော့ဒီလူကအဲ့လိုပဲဒီဟိုဒီသွားရနေပြီးတော့သူ့အိမ်မက်ထဲကဆိုင်ကို तू ကအပြင်မှာတွေ့လိုက်တယ်အဲ့တော့ကျဒီဆိုင်ကို तू တိတယ်ဆိုပြီးဝင်ကြည့်လိုက်တဲ့အချိန်မှာ तू အိမ်မက်ထဲမှာတွေ့ခဲ့တဲ့ဘာဘီအယုတ်ကလေးပေါ့နော်အဲ့ဘာဘီအယုတ်ကလေးကို तू တွေ့တယ်အိမ်မက်ထဲမှာတွေ့ခဲ့တဲ့အတိုင်းပဲဆိုင်ကိုတွေ့တယ်အိမ်မက်ထဲကတွေ့ခဲ့တဲ့အယုတ်ကို तू တွေ့တယ်အဲ့ဒီအိမ်မက်ထဲမှာနောက်ထပ်ပါသေးတဲ့အချက်တစ်ခုကဘာလဲဆိုတော့ဒီအယုတ်ကိုပူလာဥပင်ကျွန်းမှာရှိတဲ့အဲ့နှက်ကုန်းမှာသွားထားပါဆိုတဲ့အိမ်မက်အဲ့ကောင်မလေးကသူ့ကိုအဲ့လိုစေခိုင်းတဲ့အိမ်မက်ပေါ့အဲ့နဲ့ तू ကလေပြောအကုန်လုံးတနေ့စတိုင်းလဲတွေ့ရောသူ့ရဲ့အိမ်မက်ထဲကအတိုင်းပဲအဲ့ဒီအယုတ်ကိုရှူသွားပြီးတော့ပူလာဥပင်ကျွန်းမှာ तू ကတွတ်ထားလိုက်တယ်အဲ့လိုထားလိုက်တဲ့အခါမှာလူတော်များများယုံကြည်ကြတယ်ဒီကောင်မလေးရဲ့ဝိညာဉ်ကဒီဘာဘီအယုတ်ထဲမှာဝင်နေတယ်ဝင်ပြီးပူးကတ်နေပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီအယုတ်ထဲမှာဒီအယုတ်ကိုပလတ်စတစ်လို့တချို့ကလည်းဖန်လို့ပြောတယ်အဲ့ထဲမှာသူ့ကိုပိတ်ပြီးတော့ထားပေးထားတယ်အဲ့အယုတ်ကနေပြီးတော့hunted ဖြစ်နေတဲ့အငွေအသက်တွေရတယ်ပေါ့နော်ဒီထဲမှာတယောက်ရှိနေတယ်တချို့ကလည်းပြောကြတယ်ပေါ့နော်ဒီကနေ့အချိန်ထိတောင်မှဒီကောင်မလေးရဲ့ပြောမယ်ဆိုဝိညာဉ်ကိုပေါ့နော်အဲ့နားလေးမှာရှောက်ပြီးတော့အဲ့လိုသွားနေတာတွေ့ရတယ်ပေါ့နော်သူကတော့ကူညီပေးတယ်စောင့်မပေးတယ်ဆိုတဲ့သဘောမျိုးပေါ့နော်အဲ့ဒီပူလာဥပင်ကျွန်းကစင်ကာပူနိုင်ငံရဲ့အနောက်မြောက်ဘက်မှာရှိတယ်ကဲဆိုတော့အကုန်လုံးပဲညာအရာဝင်တဲ့ခါမှာအယုတ်ကလေးတွေကိုထားပြီးတော့ဘီးမှန်ထားပြီးတော့အကာအကွယ်စောင့်ရှောက်များရမလားဆိုပြီးတော့အဲ့ဖို့မကြိုးစားပါနဲ့အယုတ်ဆိုတာကတဲ့တရေတစီတွေရဲ့ဂျားခံအတုံးချလို့ရတဲ့အရာဖြစ်တယ်တရေတစီတွေကလူတွေကိုပူးကတ်ချင်ပြီဆိုရင်ဂျားခံအနေနဲ့ဒီအယုတ်တွေကိုအတုံးချပါတယ်တဲ့ကဲဆိုတော့ယူတို့သတိထားကြပါဘာဘီတော်လေးတွေကိုမှချစ်တယ်ဆိုလို့ရှိရင်လဲဒီဂျာမန်ကဲအယုတ်ကလေးကိုနည်းနည်းပြန်ပြီးတော့ remind လုပ်ကြပါတော့ကိုကနဲ့တတိကြီးထားကြပါအားလုံးကိုနိုင်ပါတတာ